ကဲမမလေးတကူမေဟိုဒီမကန်းနဲ့ဘာတွေခူးနေရတော့ကျွန်တော်မြို့မောင်ဘရောက်ကရိုးရမပြတ်ဘရောက်ပွဲနေလာဆက်တာပါတယ်ခင်ဗျာဟုတ်ပါပြီဟမ်ဒါနဲ့ဒီနေ့နောက်ကြရနော်ဒီခါမလေးကိုမသိနိုင်ဘူးဒီမှာကျွန်တော်မြို့မောင်ဘရောက်ကတစ္ဆာရှိတဲ့ဘရောက်ပါဗျဘရောက်တွေကိုတစ္ဆာမရှိဘူးလို့လုံးဝမပြောနဲ့နော်ဒီဘရောက်ကတော့တစ္ဆာရှိကုန်မယ်ပြောရပဲဆုံးကြည့်ရမှာပေါ့တကူနင်ငါ့ကိုဘယ်တော့ဖြေပေးမှာလဲကြံပြီးပေးမယ်လို့ပြောထားတယ်နင်ဒီလိုပြောတာဘယ်နှစ်ရှိပြီလဲဟာဒီနေ့တော့ငါ့ကိုအဖြေပြန်ပေးပါဟာငါမဆောက်နိုင်တော့ဘူးအမတော်ပြီလေမလုံးနဲ့မမေတကြလာဆုံးနေရောမလေးဘလို့ဆက်တိုင်းမကောင်းလားကောင်းပါလေဒါနဲ့မလို့ကြိုက်တယ်ငါထင်းမြက်လေးနဲ့စားငါအိုးကြီးများနဲ့ကြိုက်တယ်ငါထင်းမြက်နဲ့စားမှာဟဲ့ဘူးပြောမှချင်တယ်ဩကြားရငါ့ကိုဖြေပေးမှာဘာနဲ့ခေါင်းလာအောင်မယ်ဒါပဲကြားတယ်ရှက်တော်ကညရုပ်ရည်ကြီးထတယ်အေးပြီးသေးဘူးလားရုပ်ရည်ရှောက်ထားရနော်ထင်းရက်ပဲထဲမှာစိတ်ချပြီးတော့မယ်ဒီမှာဒါနောက်ဆုံးမယ်အဲ့ပေးလိုက်တော့ရောက်ပြုတ်လို့ရပြီဟဲ့ဘာလို့မတွေ့မိပါဘူးနင်တို့တွေ့ပြီလားငါလည်းမတွေ့မိနင်တို့တွေ့ပြီလားဟုတ်လားဟုတ်ပါဘူးမတရားနေဘူးမိုင်းကိုကြီးပရောက်လေကိုကြီးပရောက်ဘာဖြစ်လို့ဘာဖြစ်လို့လဲဟိုဘက်လမ်းမှာဘာဖြစ်တာလဲလို့ဟဲ့ဗရာငါမတော့စိတ်ပူပြီးပြေးလာတာညနေမှာဘာလုပ်နေတာနင်းကောင်စိတ်ပူရတာအမမူရာဘောအငယ်ချင်းမဲ့ကဲပါငါတို့လည်းလက်ဆောင်လေးပါလားဟဲ့လှလိုက်တာငါကိုယ်တိုင်တက်တယ်ဒီမှာလေစင်တူလေးနင့်တို့ငါကိုယ်တိုင် Times Square Fashion Watch လေလာရနေတကူတကားလေးကိုတောင်းကျွေးထားတယ်အဲ့ဆိုင်ဒီမှာပလာဇာဆိုင်မလားအဲ့ဆိုင်မှာကဘာကျော် Fashion Branded နိုင်တနေရာထဲမှာဒီဇိုင်းအစုံနေနဲ့အစ်နဲ့အစ်နဲ့ရတယ်ကြိုက်အဲ့ဒါချက်ချစ်တယ်ရှက်လိုက်တာဘူးဟမ်ဒီနေ့ကတော့ဘာပြောလိုက်လဲညနေပါဘာပြောလိုက်လဲချစ်တယ်လို့ပြောလိုက်တာငါ့ကိုချစ်တယ်ပေါ့တက
ငယ်ချင်းတွေစိတ်ပူနေတော့ငါတို့တော့တကယ်ချင်းနေစီ တာရ ဟုတ်မလား ဥပရာဘာရင်းများတွေးပြီးအဲ့လောက်တောင်ပြုံးနေတာလဲ ဒီကြမ်းမှာကိုလိုမျိုးဆုံခဲ့တဲ့အကြောင်းတွေကိုတကြံရဲ့တကူရဲ့ဗရောက်ရဲ့ဒီနာရီလေးရဲ့ဘယ်တော့မှမေးလို့မရရင်မတရားပဲ